မိန်းမတယောက်ရဲ့ဘဝစိတ်ကမိဘအတွက်ကိုခန္ဓာကလင်ယောက်ျားအတွက်အချိန်တွေကသားသမီးအတွက်ကိုအတွက်မျက်နာပေါ်ကအရေးအကြောင်းတွေရဲ့ပင်ပန်းနှမ်းနွယ်မှုတွေရဲ့ပဲကြံခဲ့ပါတယ်လှပလွန်းရင်အန်ဒီရဲ့များတယ်ရုပ်ဆိုးပြန်တော့လေဘဒူးမှအဖက်မလုပ်ကြဘူးပွင့်လင်းလွန်းတော့အပေါ်စားထင်မယ်စကားနဲတော့ပေါင်းတင်ရခက်တယ်တကူတည်းနေမယ်ဆိုရောလိုချင်တာမရှိလို့တဲ့အိမ်အောင်ပြုတော့လဲလွတ်လပ်မှုဆုံးရှုံးပြန်ရောလင်ယောက်ျားကခန့်ညာလွန်းတော့လေသူများအတွက်အလွယ်တကူဖြစ်နိုင်တယ်မချောတော့လေကို့အမြင်ကနှိမ်ကြတယ်ဖြစ်တယ်ကလေးမြူကျင်တော့လေမိမမပီတာဘူးလို့ကဲ့ရဲ့ကြမယ်ကလေးယူပြန်တော့လေကိုပဲပင်ပန်းရတယ်အပြင်မှာအလုတ်ထွက်တော့လေအိမ်မှုကိစ္စမပိုင်နိုင်ဘူးအပြင်မဲထွက်ချင်တယ်လို့ပြောကြတယ်ငွေမရှာပြန်တော့လေအရေးအချင်းမရှိဘူးယောက်ျားကိုပဲအားကိုးနေတယ်ပြောဦးမယ်အလှပြင်တော့လေပဲများတယ်တဲ့မပြင်ပြန်တော့လေမိမဖြစ်ပြီးတိုက်ရမှုမရှိအပြင်းကြီးတယ်ပြောတယ်တငယ်ချင်းမရှိတော့စိတ်ညစ်တဲ့အခါရင်ဖွင့်စရာမရှိပြန်ဘူးတငယ်ချင်းများပြန်တော့လေရှုပ်ရှုပ်ရှက်ရှက်နဲ့အတိတကျမရှိဘူးပြောကြမယ်လောကကြီးမှာမိမဖြစ်ရတာကိုပိုင်တဲ့အချိန်ဆိုတာမရှိဘူးမိမလုပ်ရတာယောက်ျားလုပ်ရတာတဲ့ခက်ပြီးခက်နေတယ်မိမဖြစ်ရတာအယူဝါဒအရမမျက်ရင်သာနေမယ်ယောက်ျားတွေထက်နှိမ့်တာမရှိဘူးကိုခန္ဓာဖွဲ့စည်းပုံအရအားနွဲ့တယ်ထင်ရပေမဲ့ဆင်းရဲဒုက္ခတွေကိုယောက်ျားတွေထက်ပိုပြီးခံနိုင်ရှိတယ်